တာဆိုရင်ဂျော်ဒန်လည်းသိမ့်မွေပါနဲ့မွေလို့ဝရင်တော်ပါတော့တဲ့ကျွန်တော်ပြောရင်ညီမလေးတို့ရမွာသေးလို့ပါခဏလောက်စောင့်